ဘိုက်ဆောင်နေပြီငွေငါမကြက်သေးဘူးလား ချက်ပါပြီမမရဲ့ အေးရတယ်မာရီကလေငွေငါနဲ့လေးကမွေးနေရပဲဘူးတို့ကအေးရဘလို့နှိုးရမလဲကောင်းကောင်းသိရ ထွန်းထွန်းမင်းမတခါလေးဝင်စားလိုက် ရပါတယ်ဒေါ်လေးရဲ့ ရပါတယ်မလုံးနဲ့ဒီနေ့မင်းအတွက်ကြောင်းအပ်မှာအလှုပ်ရှုပ်မှာတခါလေးစား ပြီးမှပဲစားလိုက်ပါမယ်ကျွန်တော် ပြီးမှစားမယ်လုံမနေနဲ့ထိုင်မိသားစုလိုသဘောထားစားဘူးတို့သူ့တပွဲထည့်ပေးလိုက်ထိုင်စား ဟုတ် မေ အဖေရော မနဲ့အစောကြီးတာဟိုဘက်ရွာဖုန်းကြီးเจ้าကိုသွားတယ်အော်ဒါနဲ့ထွန်းထွန်းမင်းနေခဲ့တဲ့အကြောင်းမှာအမြဲတမ်းပထမရတယ်ဆိုဟုတ်လား ဟုတ်တယ်ဒေါ်လေးရဲ့ပထမရတယ်ဆိုတာလေလေဆရာတော်ကစီကံရန်တင်းကျက်တာအဲ့ဆရာတော်ကိုကြောက်ပြီးတော့စာအုပ်ပို့စူးစမ်းဖြစ်တာပြီးတော့ကျောင်းမှာလည်းကျောင်းသားတိတ်မရှိတော့လေအဲ့ဒါကြောင့်ပထမရတယ်ထင်ပါတယ် ဒီဘက်ကျောင်းမှာတော့ကျောင်းသားကနည်းနည်းတော့များတယ်ဒါပေမဲ့လေဘယ်မှာပဲနေနေစားတော့ကြိုးစားမှာပဲဒေါ်လေးတို့ကပညာရေးကိုဦးစားပေးတဲ့သူတွေဆိုတော့ပညာရေးနဲ့ပတ်သက်တာမှန်သမျှမင်းဒေါ်လေးတို့အကူအညီတောင်းလို့ရတယ်ကြားလား ဟုတ်ကဲ့ပါဒေါ်လေး စားတော့တေချာကြိုးစားနော် ဟုတ်ဒေါ်လေးဟုတ် ထက်ဟင်းရထက် ဟုတ် ခုတို့နေစားပြီလား ဟုတ်စားပြောရင် အေးပြီးရောကောင်းတာဟဲ့ မင်းနာမည်ချစ်ထွေးမလားငါနာမည်ထွန်းထွန်းနိုင်မင်းငါ့ကိုထွန်းထွန်းလို့ခေါ်လဲရတယ်ထွန်းနိုင်လို့ခေါ်လဲရတယ်အထွန်းလို့ခေါ်လဲရတယ်မင်းကြိုက်တယ်လို့ခေါ်ပါဟုတ်ငါဝိုင်းလို့ပေးရမှာပြီ နေပါမင်းတို့တော့မှမဟုတ်ဘူးကွာ မင်းရလေ နင်ကလွတ်တတ်တာပဲ ငါကြိုက်တာပဲကွာဘာခက်တာမလို့လဲမင်းရ